မင်္ဂလာပါချစ်တို့ရေဒီနေ့တော့အိမ်မှာကလေးတွေကမာလာရှောင်းစားခြင်းနဲ့ဆိုလို့လုပ်ချစ်ဖြစ်ပါတယ်မာလာခောက်ဆွဲဝေးစင်ပြီးတော့ပြုတ်လိုက်ပါတယ်ငုံလေးလေးပြုတ်ထားပါတယ်သူတို့ကြိုက်တဲ့အကင်းဆောင်လေးလည်းအပိုင်း၃ပိုင်းလောက်ပိုင်းထားလိုက်ပါတယ်ရှင်ရွက်လေးလည်းစီပြီးတော့ရေးစစ်လိုက်ပါတယ်မင်းကတော့အများကြီးလုံးမမလို့ခောက်ဆွဲကို၃တို့ထည့်လိုက်ပါတယ်ရှင်အကင်းလေးလည်းပြုတ်လိုက်ပါတယ်အာလူပပလေးလီးပြီးတော့ပြုတ်လိုက်ပါလေအာလူထဲမှာတော့စားထည့်ပါတယ်အမျိုးအမုံပြုတ်ပါတယ်ရှင်ရွယ်လေးလည်းရွေးနေပြုတ်လိုက်ပါလေကဲအခုဆိုရင်တော့စိုးစိုးနဲ့လေးကိုတုံးပြီးတော့မလာရှောင်းကလေးစားချက်ပါမယ်စစ်တုံးမှုစစ်တက်ပြီးတော့အနည်းထုတ်ထည့်လိုက်ပါတယ်ရှင်ချက်ပြုတ်ပြီးထည့်ပါတယ်ဒါကတော့ခယူးစီပါပန်းငမြရေးအပြည့်ပြပါရှင်ပြီးရင်တော့ခုနကအပြုတ်ထားတဲ့ကောက်ဆွဲနဲ့အကင်ဆုံးအလုံးရွက်တွေအလုံးထည့်ပြီးတော့ဒီချာလေးသမအောင်မှုလိုက်ပါတယ်မင်းကတော့စိုးအနည်းထုတ်ကိုမလာရှန်ကိုအနည်းထုတ်ကိုတပူပဲတုံးလိုက်ပါတယ်ရှင်အရင်လည်းမဆက်ပါဘူးဆက်လို့လည်းရမ်းကောင်းပါတယ်ရှင်ကဲဒီဆိုရင်တော့မလာရှန်ကိုလေးအစင်သစ်ဖြစ်ပါပြီအစိုးရကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်